တော်ယုံတန်ယုံလူတွေအောင်မြင်ဖို့ခက်တဲ့ဗုဒ္ဓဝင်စာမေးပွဲကိုဘာသာစုံဂုံတူးနဲ့အောင်မြင်ခဲ့တဲ့ထွန်းအင်ဒရာဘုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်တစ်ဖက်မှာမိုက်ခရိုဖုန်းကိုကင်ပြီးပရိသတ်ကိုဖျော်ပြနိုင်တယ်လို့ကြံလက်တစ်ဖက်မှာတော့ပတိနဲ့စာအုပ်ကိုကင်ပြီးတန်နေရအတွက်ရိတ်ခါရှာနိုင်သူဒီလိုပုံကိုမျိုးကိုအနုပညာလောကမှာရှာရခက်ပါတယ်ဒါပေမဲ့ပရိသတ်တွေရဲ့အချစ်တော်ထာဝရမင်းသမီးကြီးထွန်းအင်ဒရာဘုံကတော့ဒီအချက်နှစ်ချက်စလုံးကိုပိုင်ဆိုင်ထားကြောင်းလက်တွေ့သက်သေပြလိုက်ပါတယ်သူမကတာမန်လူတွေတောင်ဖြေဆိုဖို့လက်တွန်းရတဲ့ပါဠိဘာသာဗုဒ္ဓဝင်စာမေးပွဲကြီးကိုဘာသာစုံဂုံတူးနဲ့ထူးချွန်စွာအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့ရှင်းပြချင်တာကထွန်းအင်ဒရာဘုံဖြေဆိုခဲ့တဲ့စာမေးပွဲကရိုးရိုးဖျားစာရွတ်တာမျိုးမဟုတ်ပါဘူး။ဗုဒ္ဓဝင်နဲ့အဘိဓမ္မာဆိုင်ရာမေးခွန်းတွေကိုဖြေဆိုရတာဖြစ်ပြီးအခက်အခဲဆုံးအပိုင်းကတော့ပါဠိဘာသာတသက်နဲ့ရေးသားဖြေဆိုရတာပါပဲပါဠိဆိုတာနေ့စဉ်သုံးဘာသာစကားမဟုတ်တဲ့အတွက်တရားသဘောတရားတွေဝဟဟာရတွေကိုစက်မှတ်ရတာအင်မတန်မှခက်ခဲပါတယ်မှတ်ဉာဏ်ကောင်းတဲ့လူငယ်တွေတောင်ချွေးပြန်ရတဲ့ဒီစာမေးပွဲကိုအသက်အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ထွန်းအင်ဒရာဘုံကဇွဲမလျှော့ပဲစူးစမ်းခဲ့တာပါအနုပညာအလုပ်တွေစီးပွားရေးအလုပ်တွေကြားကနေအချိန်လူပြီးတော့စာချက်အစာဖြည့်လုပ်ခဲ့ရတာဖြစ်ပါတယ်ရလက်ထွက်လာတဲ့အခါမှာရိုးရိုးအောင်တာမဟုတ်ပဲဘာသာစုံဂုံတူးနဲ့အောင်မြင်ခဲ့တာကသူမရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဝရိယကိုအမကန်တွေးမြင်လိုက်ရတာပါပဲဒီလိုစူးစမ်းဖြစ်ခဲ့တဲ့အဓိကတွန်းအားကတော့မိခင်မြတ်တာပါပဲသူမရဲ့တူရဲတော်သားချစ်ရတနာမောင်အောင်ဘူကောင်းသက်ပညာသင်ဖို့အတွက်အမေရိကန်ကိုထွက်ခွာသွားတဲ့အချိန်မှာထွန်းအင်ဒရာဘုံတရားအကြီးကျယ်စိတ်တန်ရာရခဲ့ပါတယ်သားကိုလွမ်းတဲ့စိတ်နဲ့နေနေညံ့ညံ့မျက်ရည်ကျခဲ့ရပါတယ်ဒါပေမဲ့သူမကသားကဟိုမှာလောကီပညာတွေသင်ယူနေချိန်အမေဖြစ်သူငါကလည်းဒီမှာလောကုတ္တရာပညာတွေကိုသင်ယူမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးမြူလိုက်ပါတယ်သားကိုလွမ်းတဲ့အချိန်တိုင်းမှာစာအုပ်ကိုကောက်ကင်လိုက်တယ်ဖျားစာတွေကိုရွတ်ဖတ်လိုက်တယ်ဒီလိုနဲ့ပဲအလွမ်းတက်ကိုကုသိုလ်သက်အဖြစ်နဲ့ပြောင်းလဲလိုက်တဲ့နီလန်ကတကယ်ကိုအတူယူစရာကောင်းလွန်ပါတယ်အလုံးသိတဲ့အတိုင်းပဲထွန်းအင်ဒရာဘုံဆိုတာကငွေကြေးအရာကြီးကြီးတက်ချမ်းသာတဲ့သူတယောက်ပါလောကီစိတ်အပြည့်စုံရှိပေမဲ့သူမကတော့ငွေကြေးဆိုတာခန္ဓာကိုယ်ကိုပဲသက်သာစေတယ်စိတ်ကိုတော့တရားကပဲအေးချမ်းစေတယ်ဆိုတော့အမှန်တရားကိုလက်ကင်ပြုထားပါတယ်အနုပညာလောကမှာအစိုးရကြီးမနှောပြီးရင်ဒီလိုခက်ခဲတဲ့စာမေးပွဲကိုဂုံတူးနဲ့အောင်မြင်သူဆိုလို့ထွန်းအင်ဒရာဘုံပဲရှိပါသေးရဲ့ဒီအောင်မြင်မှုကပရိသတ်တွေအတွက်တော့အံ့ဩစရာလည်းကောင်းတယ်လို့ကြီးညိုစရာလည်းကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ပရိသတ်တွေမြင်မှုနေကြမခိုင်ကြီးဆိုတာပျော်ပျော်နေတတ်ပြီးတော့ပေါ်ပါတော့လက်သူတယောက်ဖြစ်နေလို့ပါပဲ။ဒါပေမဲ့အပေါ်ယံပုံပန်းတဲ့ံကပေါ်ပါပေမယ့်အတွင်းစိတ်တန်ထန်ကတော့တကယ်ကိုလေးနဲ့တင်းငိမ့်သူဆိုတာဒီဖြစ်ရကသက်သေပြနေပါတယ်။ခေတ်လူငယ်တွေတောင်ဆိုရှယ်မီဒီယာပေါ်မှာအချိန်ဖြုံးနေကြတဲ့ဒီဘက်ခေတ်ကြီးမှာဝိုင်းရင်အနုပညာရှင်ကြီးတယောက်အနေနဲ့အချိန်ကိုတန်ဖိုးရှိရှိအသုံးချပြလိုက်တာကမျိုးဆက်သစ်တွေအတွက်ပါအတူယူစရာသင်ခန်းစာတစ်ခုဖြစ်စေပါတယ်။ဒါအပြင်ဒီကုသိုလ်တွေကသူမထွက်တာမကရက်ဝေးမြေချရောက်နေတဲ့သားဖြစ်သူအတွက်ပါအကြီးမားဆုံးသောမေတ္တာအထောက်ပံ့တွေဖြစ်သွားစေမှာသိကြပါတယ်။တချိန်ကအကယ်ဒမီရွှေစင်ရုပ်ထုတွေနဲ့ပရိသတ်ကိုဂုဏ်ယူစေခဲ့တဲ့ထွန်းအင်ဒရာဘုံကတော့အခုတော့ဓမ္မပွဲထုတွေနဲ့ပရိသတ်ကိုကြီးညိုစေပြန်ပါတယ်။သူမရဲ့ဘဝခီးလန်ကဘဝကိုဘယ်လိုနေထိုင်ရမလဲဆိုတဲ့မိကုံအတွက်အကောင်းဆုံးအဖြေတစ်ခုပါပဲကဲပရိသတ်ကြီးတော်ရုံတန်ရုံလူတွေအောင်မြင်ဖို့ခက်ခဲတဲ့ဗုဒ္ဓဝင်စာမေးပွဲကြီးကိုဘာသာစုံဂုံတူးနဲ့အောင်မြင်ခဲ့တဲ့ထွန်းအင်ဒရာဘုံအတွက်တာရုခေါ်ဆိုတဲ့စကားလေးတွေကိုမှတ်ချက်ပေးရေးသားခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်